rename ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်သွားကြတယ်ဒီနေ့တော့ကျွန်တော်တို့57မှာခန်းကြီးခန်းစားလိုက်57ထဲမှာအငယ်တစ်ထဲမှာနော်ပေါ်ပြလာတဲ့အရာထဲမှာနှစ်တစ်မိလာထဲမှာကျွန်တော်သွားကြရအောင်လူနာတွေကျွန်တော်ပုံမှာဘာဖြစ်လဲတက်ရောက်ပါစေဆိုတဲ့အရာအာမင်ဒီ2026ထဲမှာကျွန်တော်ဒီဂရုဏာဖျားကြီးရဲ့ဂရုဏာကကျွန်တော်ပုံမှာတက်ရောက်ဖို့အတွက်ဝန်ခံထားတော့အရာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကကိုရောရဲ့ဂရုဏာတွေကျွန်တော်ပုံမှာတက်ရောက်ပါစေတော့ဘုရားကြီးရဲ့ဂရုဏာတက်ရောက်တယ်ဆိုတဲ့သူရဲ့အထင်းမှာဘုရားခင်ကမစွန့်ပစ်ထားဘူးဆိုတာကတက်တက်ထူခြင်းဖြစ်တယ်အာမင်ဒါကြောင့်2026မှာကျွန်တော်တို့ဘုရားခင်စွန့်ပစ်ထားခြင်းမရှိတော့လာသမီးများဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့အားပေးချင်တယ်So this year is have a mercy on me, oh God. It's a Psalm, book of Psalms 51 and verse 1. So this is the whole year we have been mercy on. Have mercy on me. This is very important. The mercy, the God mercies upon you. You are always with God. Amen. You are always with God. That means a mercy. God mercy. So you cannot do anything. You cannot say anything. You cannot spell everything. But God's mercy is have done for you all things. Amen. Amen. So this is our 2026 year, new year, whole year. We must be understanding and work with it. တော့ကျွန်တော်တို့အထက်မှာဒီနေ့အချက်၃ချက်ကျွန်တော်အားပေးခြင်းတဲ့အရာကဘုရားကြီးရဲ့ကရုဏာဆိုတော့အရာကကျွန်တော်တို့ပုံမှာတော့မှမကုန်ဆုံးနိုင်တဲ့ချစ်ချင်းမြတ်တာပုံမှာအခြေခံထားခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တွေကဘုရားခင်နဲ့ဘယ်တော့မှခင်းကွာတော့သူမဟုတ်ဘူးဆိုတာကိုဒီကနေ့အားလုံးပဲခံယူကြရအောင်ယုံကြည်ထားကြရအောင်ဒုက္ခဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့စိတ်ပြတ်တဲ့အချိန်ရှိလာနိုင်မယ်အနာရောဂါဖြစ်တဲ့အချိန်မှာစိတ်ပြတ်တဲ့အချိန်ရှိလာနိုင်မယ်နော်ငွေကြေးခက်ခဲတဲ့အချိန်မှာစိတ်ပြတ်တဲ့အချိန်ဖြစ်လာနိုင်မယ်အမျိုးမျိုးသောလောကထဲမှာတဘာဝဘေးအန္တရာယ်တွေနဲ့တွေ့ကြုံတဲ့အခါမှာခက်ခဲခြင်းအများကြီးတွေ့ကြုံရလိမ့်မယ်။တို့တော့ကျွန်တော်တို့ကဖယားကြီးရဲ့ကရုဏာတော်ကျွန်တော်တို့မှာအမြဲတမ်းတက်ရောက်ခြင်းဖြစ်တယ်။ဆိုတာကိုကျွန်တော်တို့အမြဲတမ်းယုံကြည်ခံယူထားဖို့အတွက်လိုအပ်ခြင်းဖြစ်တဲ့နံပါတ်1အချက်ဖြစ်တယ်။ဒါကြောင့်မို့အခြေအနေအမျိုးမျိုးကြောင့်ကျွန်တော်တို့ရဲ့ဘဝကျွန်တော်ရဲ့အခြေအသက်တာတွေကိုပျက်စီးဖို့အတွက်လက်လွတ်ဆုံးရှုံးဖို့အတွက်ဘယ်တော့မှမစဉ်းစားပါနဲ့ဖခင်ရဲ့ကရုဏာတွေတင်တို့ပေါ်မှာအမြဲတမ်းရောက်ပါစေကျွန်တော်နောက်ထပ်ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဖခင်ရဲ့အမှုတွေကရုဏာတက်ရောက်တဲ့သူရဲ့အပေါ်မှာပဲအလုံးလုံးချင်းဖြစ်တယ်လူကြီးလူငယ်ငါအမှုထဲမှာပြုနေတဲ့သူရဲ့အထက်မှာငါရဲ့ဝိညာဉ်တွန်းလောင်းမယ်လို့ပြောထားခြင်းဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်မို့ကရုဏာခံယူတဲ့သူရဲ့အထက်မှာဖခင်ရဲ့အမှုကိုဆောင်လာတဲ့အခါမှာအဲ့ဒီကလေးကလည်းအစလူကြီးကလည်းအစအားလုံးထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းဖြစ်တယ်။နောက်တစ်နေ့ကျွန်တော်တို့ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းကိုကျွန်တော်တို့လက်ခံဖို့အတွက်လိုအပ်ခြင်းဖြစ်တယ်2026ထဲမှာတန်ရှင်တော်ဝိညာဉ်တော်စစ်သက်ခြင်းအပြင်ကလေးလူကြီးလူငယ်အားလုံးဖခင်ရဲ့အမှုတော်ထဲမှာလှုပ်ဆောင်ဖို့အတွက်လိုအပ်ခြင်းဖြစ်တယ်။အမှုတော်ဆောင်ဆိုတဲ့အချိန်မှာကျွန်တော်တို့အမျိုးမျိုးကန့်သတ်ခြင်းတွေရှိကြတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့အားပေးခြင်းတဲ့အရာကတင်းနေယုံကြည်ပြီးသားတဲ့သူမယုံကြည်သူကလည်းယုံကြည်ပြီးသားတော့သူယုံကြည်လာခဲ့တဲ့သူကအနည်းဆုံး3နှစ်လောက်ထိကဖခင်ရဲ့အမှုကိုနားလည်ဖို့အတွက်လိုအပ်ခြင်းဖြစ်တယ်။
ဆရာတွေလုပ်တဲ့အလုပ်ကိုနားလည်ဖို့တက်မှုနဲ့ဖယားအလုပ်တဲ့အလုပ်ကိုနားလည်ဖို့တက်လို့အချင်းချင်းဒါကယုံကြည်ခြင်းအစပြုလာတဲ့သူတွေအတွက်အားပေးတော့အရာဖြစ်တယ်တချို့ကတော့အာမင်းလုံနိုင်တယ်လို့ပြောလိုက်ကြတယ်လုံတော့လုံနိုင်ပါလေဒါပေမဲ့ဖယားထဲမှာတစ္ဆာမရှိမှဆိုလို့ပါဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တယ်ဆိုတဲ့သူကဖယားထဲမှာတကယ်တစ္ဆာရှိတာတဲ့နားလေသွားတဲ့သူဖယားအမှုတော်ထဲမှာပါဝင်လာတဲ့သူကလေးသူငယ်အားလုံးထဲမှာဝိညာဉ်တော်ကဆင်းသက်ခြင်းဖြစ်တယ်တို့တော့ကျွန်တော်အဲ့ဒီအလေးအထားလေးတော့ကျွန်တော်တို့အချင်းဖြစ်တယ်နောက်ပြီးကျွန်တော်တို့ဝိညာဉ်တော်ဆင်းသက်တဲ့အချိန်မှာကျွန်တော်တို့ကမှုတော်ထဲမှာပါဝင်နေဆိုတဲ့အရာတွေကယုံကြည်ပြီးသားတော့သူကဖယားရဲ့တာသမီဖြစ်တဲ့အတွက်ကြောင့်ဖယားရဲ့အမှုထဲမှာပါဝင်ခြင်းဖြစ်တယ်။အာမင်။ဒါကြောင့်ဝိညာဉ်တော်ကတွန်းလောင်းထားခြင်းဖြစ်တယ်။ဒါကြောင့်ဒီကနေ့မှာကျွန်တော်တို့နံပါတ်1အနေနဲ့ဝိညာဉ်တော်တွန်းလောင်းခြင်းဖယားရဲ့နံပါတ်1အနေနဲ့ဖယားရဲ့ဂရုဏာနံပါတ်2အနေနဲ့ဝိညာဉ်တော်တွန်းလောင်းခြင်းခံရတော့သူများဖြစ်တယ်။ဝိညာဉ်တော်တွန်းလောင်းခြင်းခံရတဲ့သူကအဖရဲ့တာသမီဘုရားခင်ရဲ့တာသမီဖြစ်တဲ့အတွက်ကြောင့်ဘုရားခင်ရဲ့ right အရာဘုရားခင်ရဲ့အချက်ဘုရားခင်ရဲ့အမှုအရာအားလုံးကိုနားလည်ခြင်းဖြစ်တယ်ကျွန်တော်တာသမီတွေကိုကျွန်တော်ကြည့်တဲ့အချိန်မှာအဖေအမေတွေဒီအရာမကြိုက်ဘူးဆိုတဲ့အရာကိုသိလို့ရှိရင်သူတို့မလုပ်ဘူးဟုတ်တယ်မလားအာမင်အာမင်ဒီနေ့တော့ကျွန်တော်တို့ကြည့်လိုက်အဖေအမေတွေမကြိုက်ဘူးဆိုတဲ့အရာကိုမလုပ်တဲ့သူတွေကတပြေးပြေးနဲ့လေသိုးတယ်လို့ဖြစ်ခဲ့ပေမဲ့လည်းဘုရားထဲပြန်တိုးဝင်လာမှအဲ့ဒီလူတွေကဘုရားအရာအသုံးပြုတဲ့လူတွေဖြစ်လာတတ်တယ်။ဒါကြောင့်အဖရဲ့အရာကိုသိသွားတဲ့အတွက်ကြောင့်ဝိညာဉ်တော်ကသူတို့ထဲမှာဆင်းသက်ခြင်းဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်တို့ကဝိညာဉ်တော်ဆင်းသက်ခြင်းကိုကျွန်တော်တို့ကလက်ခံထားဖို့ဒီမှာအမှုတော်ထဲမှာပါဝင်ဖို့အတွက်ဖြစ်တယ်။နံပါတ်3အချက်အနေနဲ့ကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့ရဲ့ခံစားချက်ကိုနားလည်ဖို့အတွက်ဆိုအချင်းဖြစ်တယ်။တခါတည်းမှာကျွန်တော်တို့ရဲ့ခံစားချက်ကိုကျွန်တော်နားမလည်တဲ့အခါမှာကိုဘာဖြစ်နေမှကိုမသိဘူး။ဟုတ်တယ်မလား။ဘိုက်စားတယ်လို့အဲ့ချင်းတယ်လို့ဖြစ်တတ်တယ်။ကိုရဲ့ emotion ဒါဥပမာကျွန်တော်ပြောပြတာ။ကိုရဲ့အခြေအနေကိုကိုနားမလည်တဲ့အခါမှာအဲ့လိုမျိုးဖြစ်တတ်ကြတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့ရဲ့ emotion ကိုကျွန်တော်တို့ကရှစ်ထားဖို့ကြံတယ်ကျွန်တော်တို့သူတစ်ပါးကိုမကောင်းတဲ့စကားလုံးတစ်ခုပြောကြည့်လို့ရှိရင်အဲ့ဒီစကားကလေအရန်ခက်ခဲခြင်းဖြစ်တာပဲဒါကြောင့်မို့ဖယားရှိမှလူချင်းရှိမှတောင်းမှကျွန်တော်တို့ကမကောင်းတဲ့စကားတွေကိုသူတစ်ပါးကိုပြောမယ်ဆိုကြလို့ရှိရင်ဖယားရှိမှသင်ကပူပြောတဲ့သူဖြစ်သွားတယ်Amen. Amen. လူချင်းမြင်ရတဲ့လူကိုတောင်းမှမကောင်းကြောင်ပြောမှတော့မမြင်ရတဲ့ဘုရားကိုဆိုမမြင်ရဘူးဆိုမှအများကြီးပြောပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ခံစားချက်ကိုကျွန်တော်တို့ view site ကိုတွေ့လို့ပါတယ်2026ကျွန်တော်တို့ပြုပြင်ရဖို့တက်တယ်။အဲ့ဒီအရာတွေကိုပြုပြင်လိုက်ပြီးဆိုရင်2026မှာလာမယ့်ကောင်းခြင်းမင်္ဂလာတွေတည့်အတွက်ဖြစ်တယ်။ Amen.ဒါကြောင့်ကျွန်တော်ရဲ့ခံစားချက်တွေကိုဒီကနေ့ပြုပြင်ကြရအောင်သူတို့ဘာတွေကိုမကောင်းဘူးလို့ကိုစကားတခွန်ပြောဖို့အတွက်ချက်ကိုကအကျင့်တစ်ထောင်တော့1000တော့ကိုစဉ်းစားဖို့အတွက်ကိုအချင်းဖြစ်တယ်အဲ့တော့မှကိုပြောတဲ့စကားလားမပြောတဲ့စကားလားဆိုတာကိုယ့်ရဲ့ခံစားချက်ကိုမှမတော်တော့အခုချိန်မှာဝုန်းတိုင်းစဖြစ်နေတဲ့အချိန်မျိုးမှာကျွန်တော်တို့ကစကားမပြောဘဲနဲ့စဉ်းစားပေးဖို့အတွက်ကိုအချင်းဖြစ်ဒီအပု္ပ္ပစာအဖြစ်ကိုခဏထားလိုက်အောင်ကျွန်တော်ဘာလို့ရအောင်မလဲကျွန်မဘာလို့ရအောင်မလဲဖျားရှိမှဖျားရှိကိုလိုတဲ့ပဲဝိရောခြင်းနဲ့အသက်တာကအဲ့လိုပြောင်းလဲဖို့တဲ့လိုအချင်းဖြစ်တယ်အဲ့တော့ပြဿနာကိုကျွန်တော်တို့ကခံစားနေရတဲ့ဝေဒနာတွေကိုကျွန်တော်တို့ကလူတွေရှေ့မှာပြောနေတာမျိုးလူတွေကိုမျိုးပုတ်ခတ်ပြောဆိုတဲ့အရာတွေကိုကျွန်တော်တို့ကမလုပ်ပါဘူးကျွန်တော်တို့ရဲ့ခံစားချက်တွေအဲ့ဒီအရာတွေကိုခဏပေးပြင်ထားပြီးမှကိုလိုနဲ့ပဲမွေးရောခြင်းနဲ့ကိုလိုနဲ့ပဲအတူတက်ရှိနေခြင်းနဲ့ကိုလိုနဲ့ပဲတွာလာခြင်းနဲ့2026မှာဆိုတဲ့အသက်တာတွေကိုပြောင်းလဲလိုက်ခြင်းအဖြစ်
တင်ဆိုးတဲ့စကားလုံးတွေထွက်မဲ့အရာချက်ကိုဖျားနဲ့ကိုအကျွမ်းဝင်ပေါ်တဲ့အတွက်အင်္ဂမတဲ့ရောက်မဲ့ကောင်းခြင်းတွေလာတယ်2026ထဲမှာအပူရှံအောင်ဖျားတင်တော်တော်ပေးလာတယ်အာမင်ဒါကြောင့်ဒီအချက်၃ချက်ပေါ်မှာအသက်ရှင်ပြီးကျွန်တော်တို့ဘဝတက်တာကိုတည်ဆောက်သွားကြရအောင်ကျွန်တော်တို့ပြင်ဆင်သွားကြရအောင်2026မှာတင်ရဲ့ကောင်းခြင်းမင်္ဂလာနဲ့2029မှာတင်တွေ့ရမယ့်ကောင်းခြင်းမင်္ဂလာဖြာဖြစ်တယ်ဟာလေလုယာအာမင်စိုက်လိုက်တိုင်းတစ်ခါလဲပေါက်တာမဟုတ်ဘူးနော်နော်ဒါဟာကမှကျွန်တော်တို့ဒီကနေ့လုံးလိုက်တယ်မနေ့ပြန်ကြဖြစ်မယ်လို့ကျွန်တော်ထင်တတ်ကြတယ်ဒါပေမဲ့နော်ကျွန်တော်အပင်စိုက်တဲ့သူတွေကိုကြည့်တဲ့အချိန်မှာရပောင်းဘလောက်ကျွန်တော်တို့ Facebook မှာလည်းတစ်ခါမှဒီ YouTube မှာတို့တင်တာအပင်စိုက်ဖို့တက်ဆိုတာကျွန်တော်လည်းအပင်နည်းနည်းစိုက်ချင်တယ်ဆိုတော့ကြည့်တာအဲ့ကဘယ်ဆေးရဆိုရင်အပါဘယ်လိုလုပ်ရမလဲဆိုတာမျိုးတွေရက်တွေရှိသေးတယ်ဆေးရတော့မှအညောင်လေးတွေထွက်လာတယ်ဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိတယ်ဒါဒီကနေ့ကျွန်တော်တို့ခံယူလိုက်တဲ့ဥစ္စာဒီအခုပြုတ်ပြင်လိုက်တဲ့အချိန်မှာတဖြည်းဖြည်းနဲ့ပြောင်းလဲလာခြင်းအပြင်အမြင့်ထွက်လာလိမ့်မယ်အပင်ကြီးလာလိမ့်မယ်အသီးသီးလာလိမ့်မယ်ဟာလေလုယာအချိန်တန်လာတဲ့အခါမှာအသီးသီးလာလိမ့်မယ်အဲ့ဒီအသီးကလည်းလူတွေအော်လောက်အောင်ကြီးမားတဲ့တီးတဲ့အပင်ကြီးဖြစ်လာလိမ့်မယ်ဟာလေလုယာလူတွေအော်လောက်အောင်နှပ်ပေါက်ပါတဲ့ဒီအပင်ကြီးကဘေကရတယ်လေဆိုတဲ့အချိန်ထိလူတွေမေးမြန်းလာတဲ့အချိန်ထိလူတွေငေးမောရတဲ့အချိန်ထိလူတွေအော်ရတဲ့အချိန်အထိအသီးသီးရမယ့်သူတွေဖြစ်တယ်ဒါကြောင့်ဒီအချက်၃ချက်ပေါ်မှာဒီနေ့ခံယူပြီးမှကျွန်တော်နှစ်သက်မင်္ဂလာခြင်းမှာအသက်ရှင်သွားကြရအောင်လို့တိုက်တွန်းခွန်အားပေးခြင်းဖြစ်တယ်ဒီနေ့ရောက်ရှိလာတဲ့သူရောက်စတိုင်းမှာဖျားရှင်အထူးကောင်းချီးပေးပါစေအာမင်ကျွန်တော်